ဒီညီမလေးကသပင်ကဝဲလေးပဲရှိရဆိုပေမဲ့ပေါ့နော်ចောင်းကောက်ပွဲရောစုပေးပွဲရောအတွက်သူ့ရဲ့သပင်အစစ်လေးရဲ့ဒိုနတ်ကွင်းလေးရဲ့ပဲအသုံးပြုပြီးတော့တေချာလေးထုံးပေးထားပါတယ်ဒီစလုံးပုံစံလေးကတော့ညီမလေးရောသူ့ရဲ့အမေရောကြိုက်တဲ့ပုံစံလေးကိုပဲလုပ်ပေးထားတယ်ပေါ့နော်ကလေးလေးကသပင်အတူလုံးဝမသုံးချင်ပါဘူးမမကြီးသမီးသပင်ခေါင်းလေးတာမကြိုက်ဘူးပြီးတော့သပင်ရှုပ်နေရအတူနဲ့ရှုပ်နေအောင်သူမကြိုက်ဘူးပေါ့နော်ကလေးတဘာဝပေါ့အားနဲ့သူ့ရဲ့စိတ်တိုင်းကြလေးသူ့သပင်လေးနဲ့သူပြန်ပြီးတော့တေချာလေးထုံးပေးပြခဲ့ပါတယ်မိတ်ကလေးကလည်းအခုခေတ်ကလေးတွေကတော်ရလို့ပြောရမယ်နော်သူကိုယ်တိုင်ပြောတာကမမတဲ့သမီးအရင်နှစ်ကောက်ပွဲတုန်းကလာအပ်တုန်းကတဲ့ဘယ်လိုပုံစံလေးလိမ့်ပေးတာလဲဆိုတော့ရွှေကအရင်နှစ်ကတော့မမကိုရီးယားဘက်လေးကိုတွားပြီးတော့ပြင်ပေးထားတယ်လို့ပြောတော့ဘယ်လိုလိုလေးပြင်လာသေးလဲတဲ့မိမိနဲ့ဆိုရင်လို့ထိုင်းလို့လေးရဲ့ဒိုရင်းလေးကြိုက်တယ်ဆိုသူအားတဲ့မြက်ကပ်မှန်မတက်ချင်ဘူးပေါ့နော်အဲထိုင်းလို့လေးပဲပြင်မယ်ပေါ့နော်မြက်ကပ်မှန်မတက်ဖက်နဲ့အဆင်ပြေလားလို့ပြောတယ်ပေါ့နော်အားနဲ့သူအကြိုက်ဆုံးမိတ်ကပ်လို့ပုံစံလေးကိုပဲပြင်ပေးလိုက်ပါတယ်မိတ်ကပ်လုံးနေတဲ့အားတစ်တော်တော်များများသိလိမ့်မယ်မြက်ကပ်မှန်တက်တာနဲ့မတက်တာနဲ့ဆိုရင်လို့ရဲ့ခွာချမှုကိုပေါ့နော်မြက်ကပ်မှန်တက်တိုင်းလဲလာတယ်ဆိုပေမဲ့လို့ client လေးစိတ်တိုင်းကြပေါ့နော်သူတို့မကြိုက်ရင်တော့တက်မပေးတာပိုကောင်းပါတယ်ဒီစတုံးကပန်းကတ်လေးဆိုရင်လည်းသူ့မိမိကိုယ်တိုင်ရွေးပေးထားတာပေါ့နော်ရွှေပန်ပေးတဲ့အခါမှာနေရာလေးချိန်တဲ့အခါမှာပေါ့နော်ဒီနောက်ကလေးကိုပတ်လိုက်တာကကလေးနဲ့ပို့ပြီးတော့ချစ်ဖို့ကောင်းတယ်လို့ပြောတော့အဲ့ကလေးလေးကိုယ်တိုင်ကလည်းဒီလိုလေးပဲသဘောကျတယ်ပြောတာနဲ့ရွှေပန်ပေးရွေးခဲ့ပါတယ်ဒါဆိုရင်တော့သူ့အကြိုက်ဆုံး make up look လေးနဲ့သပင်ပုံစံလေးကိုရွှေသူ့စိတ်တိုင်းကြလေးပဲပြင်ပေးထားရပေါ့နော်ပထမအချိန်မှာစုယူမှာဆိုတော့သူကကြောင်းဝတ်စုံလေးကိုပဲဖြူနေစိမ့်လေးဝတ်ထားတယ်ပေါ့နော်သူကပွဲကြိုင်ဝတ်မဲ့ဝတ်စုံလေးကိုတော့ရွှေတို့ရိုက်မပေးလိုက်တော့ပါဘူးဘာလို့လဲဆိုတော့သူသွားတဲ့အချိန်လေးရဲနောက်ကျနေမှာဆိုလို့ပေါ့နော်ရွှေစီမှာ make up လိမ့်ခြင်းနဲ့ဆိုရင်တော့ရွှေက client စိတ်တိုင်းကြအလားဆုံးလေးဖန်တီးပေးပါရနော်တကယ်လို့မင်္ဂလာဆောင်ကားစလိုပွဲ make up အမျိုးမျိုးကိုလည်းရွှေစီမှာသိစိတ်မိလို့ရပါတယ်